သူကမောင်တဲ့နေရာမှာအများဆုံးကြက်စားတတ်ပြီးတော့သူ့ကိုစိတ်တော့ကပေးမြင်တော့သူကအကောင်ကြီးပြောင်းသွားတတ်ပါပြီးရင်တော့တင်းကိုလိုက်တက်မှာဟာဒီဟောက်တော့နည်းနည်းကြမ်းတဲ့မူလေးစော့ရပေါ့နော်ဒီဟောက်စော့မဲ့မူကဘိုးဆိုတော့ဘိုးကဇလန်းထဲမှာတော့တရားရင်ရိုးငချုတ်ကလေးပေါ့ဒါပေမဲ့ဒီမူဝဲမှာဆိုရင်တော့သူကငချုတ်ကလေးမဟုတ်တော့ဘူးရှေ့ကျန်းတဲ့အကောင်ကြီးဖြစ်သွားပြီဝေးအကွာဒီကွာကလည်းကွာဂူထဲမှာဟိုဘက်မှာလင်းတဲ့နေရာလေးတော့ရှိရပါအားလုံးကိုကျွန်တော်ပြောစရာလေးတစ်ခုတော့ရှိပါရဲ့အဲ့ဒါကျွန်တော်TikTok မှာကျွန်တော်ရဲ့ TikTok official account က Simbas official ဆိုတာပဲရှိရပါကျန်တဲ့ account တွေကျန်တဲ့ video တွေကကျွန်တော်ရဲ့ channel မဟုတ်ပါဘူးအဲ့လေးတော့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ပြီ game ထဲကိုပြန်သွားကြမယ် let's go ဟုတ်ပြီဒီဘက်မှာဘာမှမရှိသေးဘူးဟိုကောင်ကြီးကသူ့ကိုစိတ်တောင်မလို့ရင်တော့ဘာမှဖြစ်ဘူးနဲ့တူတယ်ဒီတိုင်းဆိုရင်တော့အဲ့ဆိုရင်တော့ဒီတိုင်းသူ့ကိုမသိချင်အောင်ဆောင်ပြီးတော့နေလို့ရတယ်ကွာတော့ကြနေသူ့ကိုမသိချင်အောင်ဆောင်တာကသူ့ရဲ့ဒေါသထွက်တဲ့ဟာဒေါသထွက်အောင်လုပ်စီရဲ့ဟာဆိုရင်တော့ဒုက္ခရောက်ပြီထားပါအဲ့သူနဲ့တွေ့မှစဉ်းစားမယ် तू က yo mob ဆိုလင်းနဲ့ဖမ်းပြီးချုပ်လို့ရမယ်ပုံပဲဒီဘက်မှာဘာမှထူးထူးဆန်းဆန်းမရှိဘူးထားပါဒီနားလေးမှာရွာလေးပါလေးရှိရင်ကောင်းတယ်နော်ဘာကြောင့်လဲဆိုတော့ရွာရှိရင်တော်တော်အဆင်ပြေမှာ wait what ဘာယုံဘိုးဘိုး yo what's up ဘိုးနေကောင်းလားဟမ်ရောက်ရေးဘာမှပြန်မပြေဘူးရုပ်တီနဲ့ရောက်ရေးရုပ်တီနဲ့ကွာဒီကောင်ငါ့ကိုကြောက်နေတာလားမသိဘူးသူပြောင်းသွားပြီဟာရောဟာငါတော့ဒီနားလေးမှာပဲတွေ့မိတာထားပါတော့သူအလဲပတ်လျှောက်သွားတာပဲဖြစ်မှာပါသူကဒီတိုင်းဘာမှလုံးမဲ့ပုံတော့မပေါ်ဘူးကွာသူကဒီတိုင်းပြပွားနေတတ်တာလားမသိဘူးထားပါအဲ့ဒါအခုလုံးဆရာရှိတာမြန်မြန်လှုပ်ထားရမယ်ဒီကောင်အကြောင်းကြီးပဲစွတ်ပြောနေလို့မဖြစ်ဘူးဒီကောင်မှဂူကအဲ့ဂူထဲမှာနေလိုက်ရင်ကောင်းမလားအဲ့ဆိုရင်ညဘက်အတွက်လည်းလုံးဝလုံခြုံသွားရယ်ပြီးရင်ဂူထဲမှာဆိုမဲ့ကိုကချင်းချင်းလေးလှုပ်ထားလို့ရှိရင်အကောင့်ထဲ spam မှာမဟုတ်ဘူးဆိုတော့အားရောက်ထဲမှာပဲနေလိုက်မယ်ဟုတ်ပြီတစ်သား craft မယ်ပြီးတော့ကြောက်ပေါက်တူရပြီကဲအခုလောလောဆယ်မိုင်းသွားတွေ့ရမယ်ကြောက်တွေများများဆက်တူးထားမှဟုတ်ပြီမိုင်းကတော်တော်များတော့တူးပြရေးပြီးတော့ဒီဘက်မှာလည်းပိတ်ထားပြီးတော့ဒီနားလေးကိုပဲယူလိုက်တော့မယ်အိမ်ဟိုဘာကြောင့်လဲဆိုတော့ဟိုဘက်မိုင်းအနက်ကြီးမှာကြာရင်သူကအမောင်ဘက်ထဲမှာကြက်စားရဲ့ကောင်ဆိုတော့ကြနေမှောင်ရင်ဒုက္ခရောက်နေဦးမယ်မိရိုင်နဲ့ထွန်းအောင်ပါကွာတော့ကြနေမှောင်နေလို့ရှိရင်ပြဿနာတက်သွားနိုင်တယ်ဟုတ်ပြီဒုတိယရှေ့လေးဆက်တူးမယ်ဟာကွာညောင်ရောက်သွားပြီပြောရဆိုရင်လည်းအိမ်ကတိတ်တော့မဆောက်ရသေးဘူးပေါ့နော်ဒီမှာကြည့်လိုက်နေရန်လေးကိုကာထားကြည့်လိုက်လှရနော်လှပေါ့ပါလေးဟုတ်ပြီတော်တော်တက်ရလေးဖြစ်သွားပြီအပေါ်သွားချက်ကြည့်မယ်ဘာညာတော်ရှိမလားပေါ့ဟိုကမှကျွန်တော်ထားခဲ့ crafting တွေပဲရှိရဲကျန်တဲ့ structure ကိုဘာမှညာတော့မရှိဘူးဟိုလာကြီးကဘလူးကြီးဖြစ်နေအောင်ဝေး what ဟိုမှာအိမ်တစ်လုံးပါလားဘယ်သူထောက်တာအောင်ဘိုးရဲ့အိမ်လားမနေ့တော့မတွေ့မိပါဘူးဒီနားမှာအိမ်ထားပါထဲဝင်ကြည့်မယ်ဘာရှိမလဲ wait what ငါလိုမျိုး Steve တယောက်သေးနေတယ်ဒီနားမှာဒီမှာအိမ်ရောရှိရကွာအော်လန့်တာကွာဟိုဘက်ကမွေးဟိုဗာလဲပင့်ကူကောင်းကြီးပြီးတော့ငါသိတယ်တရားရောကြည့်နေတယ်လို့အိုးဘိုးရငါ့ကိုလန့်အောင်မလုပ်နဲ့ရဟိုကြည့်နေစိုက်ကိုရှိုးဘိုးမဟုတ်တော့ဘိုးမဟုတ်တော့ဘူးကြောက်ဝိုင်းမြောင်းဘိုးမဟုတ်တော့ဘိုးမဟုတ်ဘူးဟိုဘာကြီးအောင်တွေ့လိုက်တာဟာရောင်ရေးလိုက်နေကျုံကွာဒုက္ခရောင်ရေးမဟုတ်တော့တော်ငါဟိုမြောင်းရင်တော့ပဲမြန်သွားအောင်မယ်လာရောက်ရောင်ရေးတော်တရားဘောမိသွားရင်တော့တေသွားရရင်နားမှာပဲဟုတ်ပြီကင်းတရားရှိရလေကြိုကင်ထားမှာ
ဟာကွာအသားတစ်ခုပဲရှိရကွာထားပါအောင်အသားတစ်ခုပဲရှိလဲတစ်ခုပဲกินလိုက်တော့မိုးချင်းနေရလားပုံမောဒေတာပေါက်တစ်ခုဖြစ်နေပြီဘာဖြစ်နေရလဲကွာအတန်ပဲကြားနေရတယ်ဟုတ်ပြီမိုင်းတွေးနေပဲညကိုကြော်ဖြတ်ရင်ကောင်းမလားဒါမှမဟုတ်အပေါ်ပဲတက်ကြည့်လိုက်တော့မယ်ကွာဟိုအိမ်ရလဲတွားယူရင်းနဲ့အသားလေးတော့နည်းနည်းစားသွားလိုက်မယ်ဟိုကြရင်ဒုက္ခမရောက်နေအောင်လို့ကဲတွားမယ် let's go ရောင်ကြီးအပေါ်ထွက်ရမအောင်နည်းနည်းတွန့်တယ်ကွာဒါပေမဲ့ဘာဖြစ်အိမ်ရတွားယူရမှာဝေးရောမဘိုးညောင်ဘိုးငါမင်းကိုဘာမှမလုပ်ဘူးနော်ငါမင်းကိုဘာမှမလုပ်ဘူးနော်ညောင်ဘိုးဘာမှမလုပ်နဲ့ငါ့ကိုလည်းဒီကောင်ဘာမှမလုပ်ရောက်ခေဘူးလာပါပဲတော့ဘာကောင်ကြီးဖြစ်သွားအောင်ကွာခိုင်းတွေ့နေကြဘိုးလည်းမဟုတ်ဘိုးကဒါမှမဟုတ်မှလွယ်ရောအသက်ခံလိုက်ရလားမသိဘူးမန်နေလိုက်ခွဲနေဒီတရားစတီဗ်ကမဟုတ်မှလွယ်ရောဘိုးကြီးလားမသိဘူးကွာနော်ဒီကအေးရလေးယူသွားလိုက်မယ်ညောင်ရေး SD ရဘိုးကြီးလားမသိဘူးနော်ငါတို့တိုင်ပတ်ပြီတော့အိုးချက်စဲမှာခိုးအိုးအသားရောပဲအများကြီးရှိရကွာအကုန်တုတ်သွားလိုက်မယ်ဒိုင်းမွန်ညောင်ရေးစိန်နေရောโอเคအကုန်တုတ်သွားလိုက်မယ်ဒီမှာဒီအကောင်ရောက်ကွာဘိုးလားမသိဘူးညောင်ရေးဘိုးတနာပါဝေးညောင်ဘာယောဘာယောလာလိုက်တော့ကွာညောင်ဘိုးကခြေလက်တိုင်ရှည်ကြီးဖြစ်သွားလို့ဟိုမှာကြည့်လိုက်အောင်ဘိုးကတေးသေးလေးမဟုတ်တော့ကြီးဖြစ်သွားပြီယောတော်အိမ်နဲ့မြင်ကွေ့ပတ်ပြီးသွားလိုက်လို့ရှင်တော့အဆင်ပြေမှာငါတော့ကနေလိုက်နေနောက်ကနေလိုက်တော့မလာအောင်ထင်တယ်ကဲတော်သေးရပေါ့နှုတ်ဆိုရှောပြီတော်ပြီကွာမိုင်းမတို့အိတ်တော့မယ်အိတ်ရကြီးယူလာပြီးမှမိုင်းဘာလို့တူးမှာဟုတ်တယ်မလားမနေ့ရောက်လိုက်တော့ခုချိန်တော့မနေ့ရောက်လာပြီဒီကကြောက်ကလေးယူမယ်ဒီနားကနေရောမြန်ထွက်သွားမှရမယ်ဘာကြောင့်လဲဆိုတော့ဒီကောင်လက်ကနေငါဘလို့မှမလွတ်နိုင်ဘူးဒီကောင်ကြီးကပြေးရကြီးတော်တော်မြန်နေကွာအော်ဒီမှာစပိုက်တာဟာကွာဟိုကစကလက်တော့နေအဲ့ကောင်ကညာဘက်ဆိုတော်တော်ရှုပ်တာညောင်ရေးဒီကောင်ကရှယ်ပြစ်တယ်တော့သူမီးလောင်ပြီးရှောသွားလိမ့်မယ်ကွာထားပါအောင်ညောင်ကွာဒီနေ့မှဘာဖြစ်ခဲ့အောင်လို့မှတ်တော့မမှတ်မိနိုင်တော့ထားပါခုလောလောတဲ့ဘာမှ craft ရလည်းမရှိတော့ဘူးညောင်ရေးဒီကောင်ငါလည်းသူ့ဘာမှလည်းမလုပ်ဘဲနဲ့ तू ကဒေါသတွေထွက်နေမကျုံစကလာဒိုနေရလဲတမောက်ကွာလိုက်လာပြီမြောက်အတီးပေါက်ခင်းတော့မယ်လိုက်နေပြီဟောဒီကောင်ရေးလဲလိုက်နိုင်တာလားကွာဟိုမှာဝက်ကလေးမြန်တောင်းလာကွာဒီဝက်ကလည်းပတ်ပြေးနေဟောဒီကောင်ဘယ်ကနေလိုက်အိုးမလိုက်နေဒုက္ခပဲကွာငါမြန်လုံးဝရောက်လေအများကြီး craft ထားပြီးတော့ဒီမှာရေခဲပြင်ဆိုတော့ငါရဲ့အားတာကြပဲ तू ကရေခဲပြင်နေပါအင်ညာရေပေါ်မှာတိတ်ပြီးအားတာကြတိတ်မရှိတော့ဘူးကဲအကုန် craft ထားလိုက်မယ်no ဟုတ်ပြီလေကဲမတွေးလိုက်ဘူးကွာခြိုင်ရော no ဒီကောင်ရှာနေအောင်မြန်တော့လွတ်မှာပါတော့လေတစ်ခုချောက်ရဲ့အဲ့လေပေါ်ဟို तूလိုက်နေဟာမြန်လိုက်လားကွာဒီကောင်ငါရှိမှမို့လို့လားမသိဘူးနည်းနည်းသွားတာငါနာနေပြီဆိုရင်တော့ဒီကောင်နေရတယ်ဒါပေမဲ့ तू ငါတက်ဝေးလာလေပို့ပြီးမြန်လာလေလို့ကဲအပေါ်မြန်တက်မယ်no ဟေးအောင်မကြည့်အောင်အာပြေကြီးနဲ့လိုက်နေတာဘာကြီးအောင်ဘိုးမဟုတ်နော်အားလုံးပဲတေချာကြည့်လိုက်ဘိုးမဟုတ်ပြည့်တဲ့ကြီးကိုဘိုးအစ်စ်လို့ထင်လားဗျ
ထင်တော့ကောမန့်မှာတစ်ခုရေးခဲ့ပေးပါအေးလိုက်နေရအောင်ရေးအလူကိုမပေးဘူး no ဘိုးကဝင်ဘူးခံလိုက်ရလားမသိဘူးအေးအောင်ရေးငါတော့ဘူကြီးလိုက်အာဘိုးထီဝါအောင်